ညတိုင်းလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့အထူးတပ်ဖွဲ့ဝင်စစ်တီရာပေါင်းများစွာဟာခံစစ်စည်းပေါ်မှာတင်းမာစောင့်ကြည့်နေကြပါတယ်။သူတို့အားလုံးဟာရိုင်ဖယ်တနက်တွေကအနီးအောက်ရောင်ခြေတန်းတွေကိုတောအုပ်ထဲကတနေရာတွေကိုပဲချိန်ထားကြပြီးတစ်စက္ကန့်လေးတောင်အပေါ့အလျော့မလုပ်ရဲကြပါဘူး။ပြစ်ခတ်အားပိုကောင်းအောင်လို့စခန်းမှာရှိတဲ့ကက်တလင်းဆက်အမြောက်ရာပေါင်းများစွာကိုတောင်အသင့်ပြင်ထားလိုက်ကြပါတယ်။ကုတ်ကဲမှုဌာနရဲ့ပြောကြားချက်အရအမည်မသိတတဝါအုပ်ကြီးဟာတနာရီကိုကီလိုမီတာ100နှုန်းနဲ့သူတို့စီချင်းကပ်လာနေပြီးသူတို့ရဲ့အရွယ်အစားဟာလူတွေထက်အဆပေါင်းများစွာပိုကြီးပါတယ်။အဲ့ဒီမိစ္ဆာကောင်တွေစခန်းနဲ့မီတာ900အကွာကိုရောက်လာတဲ့အခါမှာတော့တက်ခွဲမှုကအလင်းပေးပုံးပစ်ဖောက်လိုက်ပေမဲ့ဗာမိစ္ဆာချေရလက်ရမှာမတွေ့ရပါဘူး။အားလုံးကဝေခွဲမရဖြစ်နေတော့မှပဲစခန်းထဲကမီးတွေအကုန်လုံးဟာထိန်းချုပ်မရပဲမှောင်တိကျသွားပါတယ်စစ်သားတွေလည်းပြန်ပြီးတင်းမာသွားကြပါတယ်။ကင်းချီအိတ်ခွေးလေးကရန်သူရှိနေတာကိုအရင်ဆုံးသတိထားမိသွားပြီးတောထဲကိုအရှိန်နဲ့ပြေးဝင်သွားပါတော့တယ်။တက်ခွဲမှုကအလင်းပေးပုံးနောက်တစ်လုံးထပ်ပစ်လိုက်ပေမဲ့မိစ္ဆာတွေကိုတော့အခုထိမမြင်ရသေးပါဘူး။ခွေးလေးရဲ့နာကျင်စွာအော်ဟစ်တန်ကိုပဲကြားလိုက်ရပါတယ်။အလင်းနဲ့ငင်းသွားတာနဲ့မိစ္ဆာအုပ်ကြီးဟာတောထဲကနေနောက်ဆုံးမှာတော့ဝုန်းတိုင်းကျဲထွက်လာပါတော့တယ်။စစ်သားတွေလည်းချက်ချင်းပဲဝိုင်းပစ်ကြပါတော့တယ်။တခဏအတွင်းမှာပဲမရေမတွက်နိုင်တဲ့ကြည်စံတွေဟာမိစ္ဆာတွေကိုထိမှန်သွားပေမဲ့သူတို့ကအရေးအတွက်တအားများလုံးနေပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့တချို့မိစ္ဆာတွေဟာခံစစ်စည်းကိုဖောက်ထွက်သွားပြီးစစ်သားတွေအများပြားတေးချေတန်ရာရကုန်ပါတယ်။နောက်တစ်နေ့ရောက်မှပဲအဲ့ဒီမိစ္ဆာတွေရဲ့တကယ်ရုပ်တွင်ကိုသူတို့မြင်လိုက်ရပါတော့တယ်။တကယ်တော့သူတို့တွေဟာကြောက်စရာကောင်းတဲ့ဝက်ဝင်မဲကြီးတွေဖြစ်နေတာပါ။တညတာတိုက်ပွဲအပြီးမှာစစ်သားတွေဟာမနှဲအောင်ပွဲခံနိုင်ခဲ့ပေမဲ့တကယ်ထိတ်လန့်စရာကရှေ့မှာရှိနေပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဝက်ဝင်မဲတွေဟာဒီလောက်အုပ်စုလိုက်ကြီးစုယုံဖို့မဖြစ်နိုင်တယ်လို့အကြောင်းပြချက်မရှိပဲလူတွေကိုတိုက်ခိုက်ဖို့ဆိုတာကလည်းပိုပြီးတော့မဖြစ်နိုင်လို့ပါပဲ။ဒါကြောင့်အမှန်တရားကိုသိနိုင်ဖို့အတွက်စစ်သားတွေဟာတောထဲကိုတွားရောက်စုံစမ်းဖို့ပြင်ဆင်ကြပါတယ်။ဒီတစ်ခါမှာတော့သူတို့တွေဟာအရင်ကထက်တောင်ပိုပြီးသတိထားနေကြပါတယ်။ဖြစ်ကူပေးဖို့အတွက်လက်နက်တပ်ဆင်ထားတဲ့ရဟတ်ယာဉ်အများပြားကိုလွှတ်ထားရုံတင်မကပဲမြေပြင်တပ်ဖွဲ့တွေမှာလည်းထိတ်တန်းတန်ချက်ကတပ်ဖွဲ့တွေကရှေ့ကနေဥဆောင်နေပါတယ်။ထူးဆန်းတာကတော့တတော်လုံးကိုလိုက်ရှာပေမဲ့ဘာထူးခြားမှုကိုမှမတွေ့ရပါဘူး။အဲ့ဒီအစားတောအုပ်ရဲ့တစ်ဖက်ချမ်းမှာရှိတဲ့မြို့ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့တွေလန့်သွားကြပါတယ်။တမျိုးလုံးဟာဘာသက်ရှိချေရမှမရှိပဲတိတ်ဆိတ်ချောက်ကပ်နေပါတယ်။ပိုပြီးကြောက်စရာကောင်းတာကတော့အဆောက်အဦအားလုံးဟာတစုံတစ်ခုသောလှုပ်ဝက်ဆန်းကျဲတဲ့အင်အားကြောင့်တဝက်စီအပိုင်းပိုင်းပြတ်နေတာပါပဲ။ပြီးတော့မြို့တစ်မြို့လုံးရဲ့လျှက်စစ်စနစ်လည်းပြတ်တောက်နေပါတယ်။အထူးတပ်ဖွဲ့တွေကမြို့ထဲကိုအရင်ဆုံးဝင်သွားကြပါတယ်။သူတို့တွေဟာအလင်းရဖို့အတွက်ပလတ်စတစ်မီးလုံးလေးတွေကိုနေရံမှာကတ်လိုက်ကြပါတယ်။မီးလင်းလာတဲ့အချိန်မှာတော့အားလုံးဟာထိတ်လန့်တုန်လှုပ်သွားကြပါတော့တယ်။စူပါမားကတ်တစ်ခုလုံးမှာအလောင်းတွေနဲ့ပြည့်နေပေမဲ့သူတို့ရဲ့ကိုယ်ပေါ်မှာဘာတန်ရာမှမတွေ့ရပါဘူး။စစ်သားတွေလည်းဘာကြောင့်တေးတာလဲဆိုတာကိုလုံးဝကိုစဉ်းစားမရဖြစ်နေကြပါတယ်။သူတို့တွေပြန်ထွက်ဖို့ပြင်နေတော့မှပဲအပေါ်ထက်ကအဖွဲ့ဝင်တယောက်ဟာရုတ်တရက်တိုက်ခိုက်ခံလိုက်ရပါတယ်။အားလုံးလည်းကူညီဖို့အတွက်အပြေးလွှားသွားကြပါတယ်။အဲ့ဒီနေရာကိုရောက်တာနဲ့တိုက်ခိုက်တဲ့လူဟာမီတာ100ကျော်မြင့်တဲ့အဆောက်အဦပေါ်ကနေခုန်ချသွားတာကိုမြင်လိုက်ရပေမဲ့ဘာတန်ရာမှမရသွားပါဘူး။ပိုပြီးစမ်းကြဲတာကတော့စစ်သားတွေဝိုင်းပစ်လိုက်တဲ့မရေမတွက်နိုင်တဲ့ကြည်စံတွေဟာလည်းသူ့ကိုဘာမှမလုပ်နိုင်ပါဘူး။ဒါကြောင့်သူမျက်စိရှိကနေပျောက်ကွယ်သွားတာကိုသူတို့တွေဒီတိုင်းပဲကြည့်နေလိုက်ရပါတယ်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီလူဟာအဖော်တွေနဲ့ပြန်ရောက်လာပါတယ်။စစ်သားတွေရဲ့လက်နက်တွေကအားတာချက်ရှိပေမဲ့တစ်ဖက်ကလည်းလူအင်အားအများကြီးပါပဲ။နောက်ဆုံးမှာတော့ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်သူတို့တွေဟာအဲ့ဒီလူတွေရဲ့ဝိုင်းရံမှုကိုခံလိုက်ရပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာတော့စစ်သားတွေဟာစခန်းကိုအကူအညီလမ်းတောင်းဖို့အချက်ပေးပုံပြလိုက်ရပါတော့တယ်။ဒါပေမဲ့သူတို့မမျှော်လင့်ထားတာကတော့စခန်းဟာလည်းတိုက်ခိုက်ခံရတော့မှာပဲဖြစ်ပါတယ်။မရေမတွက်နိုင်တဲ့ဒုံးကြီးတွေဟာအလင်းတို့အတိုင်းစခန်းစီကိုပြန်တန်းလာနေပါတယ်။ခုခံရေးစနစ်အလုံးဟာချက်ချင်းပွင့်လာပါတယ်။အစပိုင်းမှာတော့ဒုံးကြီးတိုင်းကိုတိတိကျကျဟန်တားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုံးကြီးအရေးအတွက်ပိုများလာတဲ့အခါမှာတော့ခုခံရေးစနစ်ဟာတဖြည်းဖြည်းနဲ့အစွမ်းမပြနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့စက်တိုက်ပောက်ကွဲမှုတွေဖြစ်ပွားပြီးတဲ့နောက်စခန်းတစ်ခုလုံးဟာပြာပုံတိဖြစ်သွားပါတော့တယ်